ဒီနေ့တရက်ထက်နဲ့ဘယ်လောက်ရလဲနော်ဘန်ငွေဘယ်လောက်ရလဲအံ့ဩသွားမနော်တရက်ကိုမြန်မာငွေ20 30သိန်းတော့မှဟုတ်လားမဟုတ်လားဆိုတာလားကြည့်ကြမယ်နော်မိမိတို့ရဲ့ဖုန်းထဲမှာဒီ software ရှိလို့စိဝင်စားလို့ရတယ်နော် software.play နော် Facebook လည်းရတယ်နော်ဒီ software မှာကျွန်တော်တစ်ကြိမ်တစ်ခါပစ္စည်းဝယ်တော့တာနဲ့စီးပွားရေးအကောက်ရတာပေါ့နော်စီးပွားရေးအကောက်ရပစ္စည်းရတယ်ပြီးတော့ကျွန်တော်ဝင်စားတယ်ဒီနေ့ဘတ်ငွေ2000ကျော်ရတယ်အခုငွေစင်းနဲ့ဆိုရင်တရက်ကိုမြန်မာငွေ30ရတယ်6လပိုင်း2ရက်နေ့2025နော်ဒီမှာနော်ရက်နဲ့တိကျကျွန်တော်ပြထားရနော်ဒီ software မ download သေးဘူးဆိုရင် download နော်ဒီ software နော်ဒီ software လေးတစ်ခုနော်သူ့ရဲ့ပစ္စည်းကိုတစ်ကြိမ်တစ်ခါဝယ်တော့တဲ့ပစ္စည်းလည်းရတယ်စီးပွားရေးအကောက်လည်းရတယ်အဲ့ဒီရလာတဲ့စီးပွားရေးအကောက်ကိုဒီလိုမျိုးပတ်စံရချင်တယ်ဆိုရင်သူ့ရဲ့ပစ္စည်းကိုပြန်ပြီးတော့ကြော်ညာဖြတ်ဝေပေးလိုက်တဲ့ခါမှာဒီလိုမျိုးဝင်ငွေရတာပေါ့နော်အဓိကတော့ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ဂျိုးသားစူးစမ်းမှုပဲလို့တယ်နော်စာတပေတလို့မလိုပါဘူးဘွဲရတာတော့မလိုဘူးစူးစမ်းချင်တဲ့စိတ်နော် social media မှာပြောရဲဆိုရဲတဲ့ဒီအကိုလိုမျိုးလောက်ရဲတဲ့ဆိုရင်ရပြီကျွန်တော်ရလိုမျိုးရပြီဒါမှတ်လိုက်တော့နော်အရင်လွယ်တာပစ္စည်းလည်းလိုက်မပို့ရပစ္စည်းလည်းတိုးလောင်စရာမလိုနော်တကယ်လို့ခက်တယ်ဆိုရင်ကျွန်တော်လောက်လို့ရမလားမရဘူးနော်မခက်လို့ပေါ့ကျွန်တော်ဒီလိုမျိုးရတာနော်ကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်လာပြီးတော့တူတူစူးစမ်းမယ်တင်ယူမယ်နော် passport တို့ဘန်တို့မလိုပါဘူးနော်လူမျိုးဘာသာမခွဲခြားဘူးနော်တကယ်လှုပ်ချင်တယ်လေ့လာချင်တယ်ဆိုရင်လာပြီးတော့ join လဲပါနော်ဒီဗီဒီယိုတစ်ပုဒ်ကိုအများအတွက်ကြိုးစစ်မယ်ဆိုရင် call like ကောချက်ပေးပါနော်ဗီဒီယိုကိုအစအဆုံးကြည့်တော့ပြတဲ့ညီကိုမောင်မများကိုကျေးဇူးတင်ပါတယ်ကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်မြင်မြန်လာပြီးတော့ join မယ်တင်ယူလေ့လာကြမယ်